မာညိုမင်းအောင်ကျွန်တော်ချစ်တယ်တကယ်ပြောတာဟာမနေပြပါလိမ့်စီမလားတော့တကယ်ပြီးသွားလို့လားမာညိုမဟုတ်ပါဘူးနည်းနည်းလေးပဲပြေသွားတော့အဲ့ဒါ तू ကပုံကြီးချက်ပြီးပြောနေတာမဟုတ်အများကြီးဟုတ်တယ်အများကြီးပဲအများကြီးမှအများကြီးပဲငါမြင်တာလေဟဲ့မာညိုရဲ့ဟဲ့နေဘယ်လိုလိုက်တာလဲဟဲ့သူအစပြေးလားရပါတယ်ဟာဘာမှမဖြစ်ဘူးလေကွာတော့ခေါင်းမှာတွေးကြနေတာအမညိုဒီမကောင်းဘူးကွာဒီတကယ်ကျန်းလို့မလုပ်ရဘူးလေစိတ်တော့ရပါလား